ကုန်သိန်းတယ်လေးဝါရီဆွဲပြီနော်ကဲဒီနေ့ကတော့နည်းနည်းလေးနောက်ကျတယ်နော်ကဲဒီနေ့ကတော့ဝါရီဆွဲဘိုင်းနဲ့ဆွဲတယ်ဆိုတော့ဒီမှာဒါကတော့ငကြင်းပြူလေးကိုတရသီးလေးနဲ့ဒါနော်စီပြန်လေးချက်တာနော်ငကြင်းပြူကိုတရသီးလေးနဲ့စီပြန်ချက်တယ်ကဲဒါကကြတော့တနက်ရွက်ကိုနော်တရသီးစိမ့်လေးနဲ့ချင်းဟေ့ဒါချင်းချက်တာပေါ့နော်ကဲဒီကတော့တနက်ရွက်ဖြစ်ပါတယ်နော်တနက်ရွက်ချင်းဖြစ်ပါတယ်ကဲမတိုးစရာလေးကြတော့ခေါ်ပြီးပါမယ်ဆက်လက်ပါမယ်ဒါအုံးရှိရွက်လုံးဝရှယ်နော်အုံးရှိရွက်ထမင်းစားလို့မိန်နဲ့အုံးရှိရွက်ဒီမှာတခွားသေးကဲဆွဲပြီနော်ကဲကုန်သိန်းတယ်လေးရှိမှာဒီမှာပစုံကြောက်တယ်နော်ကဲကုန်သိန်းတယ်လေးရှိမှာပစုံကြောက်ရှိမယ်ငတန်းကြောင်ကွင်းကြောင်ငပိရှိမယ်ကဲငပြောကြောက်အချိုကြောက်တယ်နော်ငပြောကြောက်အချိုကြောက်တွေရှိမယ်ကဲကုန်သိန်းတယ်လေးရှိမှာငတန်းကြောင်ကွင်းကြောင်ငပိလိုတလောက်မှလို့ရရင်နော်ငပြောကြောက်တာတပိတ်တာဘူးကကွင်းကြောင်ငပိတဲ့တပိတ်တာဘူးငပြောကြောက်ကတပိတ်တာကို1000ခွဲအချိုကြောက်နော်လုံးဝရှယ်ထားကြိုက်တဲ့လောက်ထားရရင်နော်ကဲငတန်းကြောင်ကွင်းကြောင်ငပိနော်တပိတ်တာကို2000လိုတလောက်မှလို့ရရင်နော်ဒီမှာဒါပိတ်ပစုံကြောက်အချိုကြောက်နော်ကဲဒါအထုပ်ကြီးဒါအထုပ်သေးနော်ကဲပိတ်ပစုံကြောက်အချိုကြောက်ရှယ်နော်လုံးဝဒါနော်ဒါအစိတ်သားတော့ဒါလေးသားဒါ15ချက်သားတော့ဒါ19000နော်လုံးဝရှယ်နော်ရှယ်စားရင်ပိတ်ပစုံကြောက်ဆိုတာလုံးဝအချိုစားနော်လုံးဝရှယ်တန်ရှယ်စားလို့ကောင်းမကောင်းကဲဒီမှာဒါကတော့ကွင်းကြောင်ငပိနဲ့ငါးရည်လေးနဲ့ဒါနေတာနော်ကဲလုံးဝရှယ်စားမယ်ကဲကုန်သိန်းတယ်လေးတို့ကကြတော့ကဲငပိရည်နဲ့အဲ့လိုနော်ဟင်းလေးနဲ့အဲ့လိုနေဖက်ပြီးတော့စားရနော်အမြဲတမ်းကဲဒါကတော့အုတ်ရှိပဲနော်လုံးဝဒါကတော့အုတ်ရှိပဲရာသီစားအုတ်ရှိပဲကတော့ရာသီစားဖြစ်ပါတယ်ကဲအဲ့လိုမျိုးတို့မယ်နော်ကဲတိုင်းမှာတငချင်းတွေကုန်သိန်းတယ်ဒီမှာမဲလာကတော့ရပါကြကုန်သိန်းတယ်တင်ကောက်ပါရနော်ကြိုက်ချင်လာတာပါကုန်သိန်းတယ်လေးရဲ့အကောက်မှာကုန်သိန်းတယ်လေးရဲ့ဘိုင်ဘန်နံပါတ်ဖုန်းနံပါတ်ရှိပါရနော်ကုန်သိန်းတယ်လေးဒီမှာပစ္စည်းတွေမှာကျင်တယ်ဆိုလို့ဆိုရင်နော်ကုန်သိန်းတယ်လေးဘိုင်ဘဖုန်းနံပါတ်က3996966323ဘိုင်ဘဟိုင်းပေးပါနော်ပြီးလို့ဆိုရင်မြန်မာဖက်တယ်ရောက်တဲ့မြို့တိုင်းကို AM ကိုစနစ်နဲ့ပို့ပေးပါတယ်လို့နော်ကုန်သိန်းတယ်လေးရဲ့ပစုံကြောက်တွေမပြောကြောက်တွေခွန်းချောင်းငပိတွေကြောက်ပရံဖိုးကအာလူကြော်တွေနော်မျိုးစုံကြိုက်တာမှားလို့ရပါတယ်လို့နော်အုံးချစ်ဘက်ကကြတော့ရာသီစားနော်လုံးဝအုံးချစ်ဘက်ကိုစားပေးရာသီစားရှယ်ပဲတနက်ရွက်ရှယ်ပဲဒီတနက်ရွက်ကကြတော့အမြဲတမ်းမရှိဘူးသေးတယ်မှာ तू ကရာသီစားဒီအချိန်လေးပဲရှိတာနော်အမြဲတမ်းမရဘူးတနက်ရွက်ကဒီတနက်ရွက်ကိုချက်ချင်လို့ तू ကအချင်းလေးထက်ကြတာလေတရသီးလေးပေါက်ထည့်ရနောက်မစိုးစင် तू ကနည်းနည်းဖာ
ကဲကုန်တဲ့လေးတို့ကတော့မင်းသားတို့ဆိုရင်အဲ့လိုကျန်းကျန်းတတ်မယ်နော်ကဲဘာမှလည်းနော်ပကာသနာမရှိဘူးအဲ့တိုင်းမစားကုန်တဲ့လေးဒီမှာပသွန်ကြောက်တွေမတန်းကြောင်ကွင်းကြောင်ငပိတွေမပြောကြောက်တွေဖိုးဝါတပ်ပရောင်အာလူကြော်တွေနော်မှားတင်နေဆိုရင်ကုန်တဲ့လေးရဲ့ဘိုင်ဘာဖုန်းနံပါတ်က3996965323ဘိုင်ဘာဖုန်းနံပါတ်နော်ဘိုင်ဘာဟိုင်းပေးပါခမင်းလာစားတင်နေသူလို့ဆိုရင်လည်းအဲ့ဖုန်းနံပါတ်ကိုဆက်ပါနော်တိုက်တဲ့ချိန်လာစားလို့ရပါတယ်ကုန်စင်းတဲ့လေးရန်ကုန်မနေဖြစ်ပါတယ်ကဲကုန်စင်းတဲ့လေးစီမှာယူတဲ့ပြမှားတဲ့ပစ္စည်းတွေပေါ့နော်ပစ္စည်းတွေကိုမြန်မာဖက်ဒရီရောက်တဲ့မျိုးတိုင်းကိုအိမ်ရောက်ငွေချစ်စနစ်နဲ့ပို့ပေးပါတယ်လို့နော်အားလုံးနော်ကဲကုန်စင်းတဲ့လေးကပြောပြစေကဲအားလုံးလည်းချက်ပါတယ်နော်ကုန်စင်းတဲ့လေးကဲအားလုံးဘိုင်ဘိုင်